ပဲခူးတိုင်းကြောက်ကြီးမြို့နယ်အတွင်းကစစ်ကောင်စီတပ်တွေကိုဒီကနေ့ဇွန်လ26ရက်နေ့မှာတိုက်ခိုက်ခဲ့ပြီးစစ်သုံးပန်း22ဦးဖမ်းဆီးမိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNN တို့ပူးပေါင်းပြီးစစ်တောင်းမြစ်ဝမ်းစစ်စင်ရေးဖြစ်တိုက်ခိုက်ခဲ့ကြတာပါ။စစ်စင်ရေးအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မံတေဆုံးခဲ့ပြီးစစ်ကောင်စီတပ်တွေအထိခိုက်များစွာနဲ့ကစင်ကလျာဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ထုတ်ပြန်ပါတယ်။စစ်စင်ရေးအတွင်းမှာလက်နက်မျိုးစုံ28လက်နဲ့ခဲယမ်းတွေအခြားစစ်သုံးပစ္စည်းတွေအများအများသိမ်းဆည်းရခဲ့တယ်လို့သိရပါတယ်။ဖမ်းဆီးရမိတဲ့စစ်သုံးပန်းတွေကို Geneva Convention နဲ့အညီစနစ်တကျထိန်းသိမ်းထားတယ်လို့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ပဲခူးတိုင်းညောင်လေးပင်ကြောက်တကဖြူးမြို့နယ်အတွင်းကရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်း9ခုကိုတပြိုင်နက်တိုက်ခိုက်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စင်ရေးနယ်မြေ2မှာရှိတဲ့တပ်တွေနဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNN တပ်ဖွဲ့တွေကဇွန်လ25ရက်နေ့မနက်အစောပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မံတေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲပြီးမှရဲအုပ်အပါဝင်စစ်သုံးပန်း3ကိုဖမ်းဆီးမိခဲ့ပြီးလက်နက်ကြီးလက်နက်ငယ်ခဲယမ်းနဲ့စစ်သုံးပစ္စည်းအများအများရရှိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။တိုက်ခိုက်မှုအတွင်းမှာတော်လှန်ရေးတပ်ဖွဲ့ဘက်ကရဲဘော်တို့ကြာဆုံးခဲ့ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဗမော်မြို့မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုဒရုန်းတိုက်ခိုက်မှုတွေနေ့စဉ်ဆိုသလိုပြုလုပ်နေတယ်လို့ဗမော်စကောက်တင်းဖွဲ့ကဒီကနေ့ထုတ်ပြန်ပါတယ်။ဗမော်တစ်ဖက်ကစင်ကင်ကျေးရွာကိုစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးအရက်သား2ဦးသေဆုံးခဲ့တာအတည်ပြုနိုင်တယ်လို့ဗမော်စကောက်တင်းအဖွဲ့ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကစပြီးဗမော်မြို့မှာ KIA ဦးဆောင်တဲ့မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေတာပါ။ဒီရက်ပိုင်းမှာတော့စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေကနေညစ်ကြီးတာကိုခွင်ကောင်းယူပြီးစစ်ကြောင်းထုတ်မှုတွေရှိနေတယ်လို့သိရပါတယ်။ဒီရက်ပိုင်းမှာ Y8 Y12 လေယာဉ်တွေနဲ့လက်နက်အင်အားလူအင်အားဖြစ်တင်မှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာဗမော်မြို့သိမ်းတိုက်ပွဲအတွက်ရေကြောင်းကနေတင်မော်နဲ့လက်နက်အင်အားလူအင်အားဖြစ်တင်မှုစ조사နေပြီး AR မြစ်ကြောင်းလျှောက်ကျေးရွာနေသူတွေပြင်ဆင်ထားဖို့တတိပေးထားပါတယ်။